မင်္ဂလာပါဒီနေ့မှာတော့မိမိရဲ့ဒေါသကိုပညာသားပပထိန်းချုပ်ပြီးပါနဲ့စွာရင်ဆိုင်နည်းတို့မျှဝေသွားမှာပဲဖြစ်ပါတယ်ဒေါသဆိုတဲ့မိတာဟာတောက်လောင်လိုက်ပြီးဆိုတာနဲ့ကိုယ့်ရဲ့တန်ဖိုးဂုဏ်သိက္ခာနဲ့ကိုယ့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့အပေါင်းအသင်းတွေကိုပါလောင်ကျွမ်းဖျက်ဆီးပစ်တတ်ပါတယ်ဒါကြောင့်မိမိရဲ့ဒေါသကိုစိတ်ထဲမှာထိန်းချုပ်ပြီးတော့ပြင်ပကိုအမျက်ဒေါသမထွက်ရအောင်ပညာသားပပပါနဲ့စွာရင်ဆိုင်နေထိုင်နည်းတွေကိုအခုပြောပြပေးသွားမှာဖြစ်ပါတယ်ဘဝမှာတခါတလေမတရားဆက်ဆံခံရတာမတရားတဲ့စကားတွေပြောဆိုခံရတာချင်းချောက်ခံရတာဒါမှမဟုတ်ကိုမကြိုက်တဲ့အခြေအနေတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာဒေါသထွက်တတ်တာဟာသဘာဝပါဒါပေမဲ့ဒေါသထွက်ခြင်းနဲ့ဒေါသထွက်ကြောင်းကိုပြသခြင်းဟာလုံးဝကွဲပြားပါတယ်မိမိဒေါသထွက်နေတာကိုအပြင်ထုတ်ပြလိုက်ပြီးဆိုတာနဲ့မိမိရဲ့တန်ဖိုးကျဆင်းသွားတာလုပ်ငန်းခွင်ထဲမှာ professional မဆန်တာဒါမှမဟုတ်ပဋိပက္ခကိုပိုကြီးသွားစေတာပဲအဖက်တင်ပါတယ်စိတ်ဓာတ်ကိုထိန်းချုပ်ဖို့အတွက်အားနည်းတဲ့သူဒါမှမဟုတ်မိမိစိတ်ကိုမထိန်းနိုင်တဲ့သူတွေကမိမိရဲ့ဒေါသကိုအပြင်ကိုထုတ်ပြတတ်ပြီးတော့ပညာရှိတဲ့သူနဲ့ပါနဲ့တဲ့သူတွေကတော့မိမိရဲ့ဒေါသကိုထိန်းချုပ်ပြီးတော့လက်နက်တစ်ခုဖြစ်နေပြောင်းလဲအသုံးပြုတတ်ကြပါတယ်ဒီနေ့မှာတော့မိမိရဲ့စိတ်ထဲကဒေါသကိုအပြင်မထွက်အောင်ဘယ်လိုမျိုးထိန်းချုပ်ကြမလဲလူမသိအောင်ပညာသားပါနဲ့စွာနဲ့ဘယ်လိုမျိုးပြန်ပြီးတော့တုံ့ပြန်မလဲဆိုတာကိုကျွန်မကမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးမိမိရဲ့အမျက်ဒေါသကိုအပြင်မထွက်အောင်လို့အရေးပေါ်ထိန်းချုပ်နည်းလမ်းများကိုပြောပြပေးသွားပါမယ်အချိန်နဲ့တစ်ခုကြုံတွေ့ရလို့မိမိဒေါသထွက်စရာစိတ်ဆိုးစရာစိတ်တိုစရာကြုံတွေ့လာပြီဆိုရင်တော့မိမိရဲ့ဒေါသအမျက်ကိုအပြင်ထွက်သွားအောင်အရေးပေါ်ကျင့်စဉ်၃ခုကိုချက်ချင်းကျင့်သုံးလိုက်ပါနံပါတ်1 10စက္ကန့်စီးမြင့်နဲ့တိတ်ဆိတ်စွာနေထိုင်ခြင်းပါဆိုလိုတာကတော့ဒေါသထွက်လာတဲ့ဒီစက္ကန့်ပိုင်းလေးမှာချက်ချင်းခွန်းတုံးမပြန်လိုက်ပါနဲ့ချက်ချင်းစကားပြောလိုက်ပြီးခွန်းတုံးပြန်လိုက်ပြီးဆိုရင်မိမိရဲ့အတွင်းစိတ်ထဲမှာဖြစ်နေတဲ့ဒေါသနဲ့စိတ်လှုပ်ရှားမှုကစကားပြောတဲ့ထဲမှာပါသွားတာဖြစ်လို့နောက်တစ်ချိန်မှာနောင်နာရစရာတွေအာနာစရာတွေအမှားယွင်းတွေဖြစ်သွားတတ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့မိမိရဲ့ဒေါသကိုထိန်းချုပ်ဖို့အတွက်စိတ်ထဲကနေတစ်ကနေ30အထိဖြည်းဖြည်းချင်းရေတွက်ပါအသက်ကိုခပ်ပြင်းပြင်းလေးရှူသွင်းလိုက်ပါအကျိုးကျေးဇူးကတော့ဒီ10စက္ကန့်ဆိုတဲ့အချိန်တွင်းမှာအုံနောက်ရဲ့အာယုံကြောကမိမိရဲ့ဒေါသတုံ့ပြန်မှုတဖြည်းဖြည်းလျှော့ချပေးပြီးတော့အကြောင်းအကျိုးချင့်ချိန်စဉ်းစားတတ်တဲ့အပိုင်းကိုအလုံးလုံးခွင့်ပေးလိုက်ပါတယ်နံပါတ်2မိမိရဲ့သက်ဆိုင်ရာဘာသာတရားအရာမိမိတို့ရဲ့ကိုးကွယ်ရာဖျားဟောအသိပညာများကိုချက်ချင်းပွားလိုက်ပါဒေါသထွက်နေတဲ့သူကိုမေတ္တာနဲ့အနိုင်ယူပါဆိုပြီးတော့ပြောပြတတ်ကြပါတယ်တင့်ကိုဒေါသထွက်အောင်လုပ်နေတဲ့သူကိုကြည့်ပြီးသူလည်းတနာဖို့ကောင်းပါတယ်သူမသိလို့သူ့ရဲ့စိတ်ဓာတ်ဟာမရင်ကျက်သေးလို့သူဟာအသိပညာဉာဏ်ပညာနည်းပါးသေးလို့ဒီလိုလုပ်တာပါဆိုတဲ့တနာစိတ်ကယူနာလေးကိုခဏလေးသွင်းလိုက်ပါဒီတနာစိတ်လေးဝင်လာတာနဲ့တင့်ရဲ့ဒေါသကချက်ချင်းငြိမ်းအေးသွားပါလိမ့်မယ်နံပါတ်3မိမိရဲ့အမျက်ဒေါသကိုလူမသိအောင်ပါနဲ့စွာနေထိုင်ပြီး smart strategy လို့ခေါ်ပါတယ်စစ်တူရင်ကစားတဲ့သူဟာဒေါသထွက်နေရင်တော့မှရေခဲရိုက်ထားသလိုပဲအေးစစ်တဲ့အပြုံးတွေနဲ့ကစားတတ်ပါတယ်ဆိုလိုတာကတော့မိမိရဲ့ဒေါသကိုလူမသိအောင်လို့ပါနဲ့စွာနဲ့ဆင်ခြင်နေထိုင်တုံ့ပြန်လိုက်တာမျိုးပါမိမိရဲ့ဒေါသကိုအပြင်လူသိအောင်လို့ထုတ်ပြလိုက်တာမျိုးမဟုတ်ဘဲနဲ့ထိုဒေါသကိုအခြေခံပြီးတော့တစ်ဖက်လူကိုတုံ့ပြန်နိုင်မဲ့နည်းလမ်းကောင်းကိုမိမိရဲ့မျက်နှာမှာအပြုံးကိုပန်ဆင်ပြီးတော့စိတ်ထဲမှာတွက်ချက်စဉ်းစားတဲ့နေထိုင်နည်းတစ်ခုပဲဖြစ်ပါတယ်တယောက်ယောက်ကတင့်အပေါ်ကိုရွေ့ပြောတာတင့်ပေါ်ကိုအပုတ်ချတာတင်ဒေါသထွက်အောင်လို့စကားတွေပြောဆိုလာပြီးဆိုရင်တော့အပြုံးနဲ့အေးအေးဆက်ဆက်တုံ့ပြန်လိုက်တာပို့ပြီးတော့ကောင်းပါတယ်။တနည်းအားဖြင့်ဆိုလို့ရှိရင်တော့ polite mind ကိုအသုံးပြုခြင်းပါမိမိကိုဒေါသထွက်လာအောင်ပြုလုပ်လိုက်တာနဲ့မိမိကလည်းပြန်ပြီးတော့ဒေါသထွက်ပြီးရန်တွေးလိုက်တာခွန်းတုံ့ပြန်လိုက်တာသူဆင်ထားတဲ့အကွက်ထဲကိုတိုးဝင်လိုက်တာနဲ့အတူတူပါပဲ။ဘယ်လိုနည်းလမ်းမျိုးနဲ့တုံ့ပြန်ကြမလဲ။ပါနဲ့တော့တုံ့ပြန်မှုနဲ့ပြန်ပြီးတုံ့ပြန်လို့ရပါတယ်။တင်းရဲ့မျက်နှာကိုအေးအေးဆေးဆေးထားပါ။နားလေရခတ်တဲ့အပြုံးမျိုးကိုပြုံးပြပြီးတော့အော်ဒါကမင်းရဲ့အမြင်ပေါ့ဒါကတော့မင်းရဲ့ level ပေါ့မင်းရဲ့အုံနောက်ကဒီလောက်ပဲအလုပ်လုပ်လို့ဒီလိုစကားမျိုးထွက်တာပေါ့အဆင်ပြေပါတယ်မင်းနဲ့ငါနဲ့ဟာတမ်းမမတူတာဆိုတဲ့အပြုံးမျိုးနဲ့လေပြေအေးလေးနဲ့ပဲသင်ပြောတင်တာကအော်မင်းနဲ့ငါနဲ့ကပတ်ဝန်းကျင်အနေအထားဖြတ်တန်းလာတဲ့အချိန်တွေမတူတဲ့အတွက်ကြောင့်မို့လို့အမြင်တွေကွဲပြားတာဒါဖြစ်တတ်ပါတယ်ဆိုတဲ့စကားမျိုးသုံးပြီးတော့စကားစာကိုဖြတ်လိုက်ပါတင့်ရဲ့တည်ငြိမ်မှုနဲ့အေးချမ်းမှုကတင့်ကိုတိုက်ခိုက်လာသူပို့ပြီးတော့ဒေါသထွက်သွားစေမှာပါအရှက်ရစေမှာပါ
နောက်ထပ်နည်းလမ်းတစ်ခုကတော့ the question technique ပါမေခွန်းပြန်မေးပြီးတော့ဒီဒေါသကိုတစ်ဖက်လူစီပြန်ပစ်ပေးလိုက်တဲ့နည်းလမ်းတစ်ခုပါတင့်အပေါ်ကိုဒေါသဖြစ်စရာစကားတစ်ခုကြားလိုက်ရတဲ့အခါမှာပြန်ပြီးတော့မဆဲဆိုပါနဲ့မအော်ပါနဲ့ရံမတွေ့ပါနဲ့အေးဆေးစွာနဲ့မေခွန်းပြန်မေးလိုက်ပါဥပမာစကားပိုင်းထဲမှာကိုယ့်ကိုလှောင်ပြောင်လိုက်တာပဲဖြစ်ဖြစ်ကိုယ့်ကိုတခုခုမကောင်းတဲ့အကြံဉာဏ်နဲ့ပြောဆိုလိုက်တာပဲဖြစ်ဖြစ်ကိုကပြန်မေးတင်ပါတယ်ဒီစကားနဲ့ပတ်သက်ပြီးတော့ဘာလို့ဆိုလိုချင်တာလဲမသိဘူးနားမလည်လို့တစ်ခေါက်တော့ပြန်ပြီးရှင်းပြပေးပါလားဆိုပြီးတော့လူကြားထဲမှာအေးအေးဆေးဆေးနဲ့ပြန်မေးလိုက်ပါရလက်အနေနဲ့တင့်မှာအမျက်ဒေါသမရှိကြောင်းပညာရှိကြောင်းအေးဆေးကြောင်းတခြားလူတွေကိုပြသနိုင်လိုက်ပါတယ်ဒါတွေမကဘဲနဲ့တင့်ပေါ်ကိုဒေါသထွက်အောင်လို့လှောင်ပြောင်နေတဲ့သူကလူကြားထဲမှာသူပြောတဲ့စကားကိုပြန်ပြီးတော့ရှင်းပြရခက်သွားပြီးတော့အကျက်ရိုက်သွားပါလိမ့်မယ်သူ့ရဲ့ဆိုးရတဲ့စိတ်ဓာတ်ကိုတစ်ဖက်လူတွေအကုန်လုံးကပြန်ပြီးတော့သိသွားနိုင်ပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုကဖြစ်ပေါ်နေတဲ့အခြေအနေကနေပြီးတော့ခဏရှောင်ထွက်သွားတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဥပမာဖြစ်ပေါ်နေတဲ့အခြေအနေကမိမိကိုထိမ့်မရအောင်တကယ်ပောက်ခွဲစေတော့မယ့်အနေအထားမျိုးရောက်ရှိလာပြီဆိုရင်တော့ဒီစကားအခုပြောရင်အဖြစ်ထွက်မှာမဟုတ်တော့ဘူး။အဲ့အတွက်ကြောင့်နောက်မှအေးစစ်စစ်ဆွေးနွေးကြတာပေါ့။ဒါမှမဟုတ်ကျမရေခဏလောက်တောက်လိုက်အောင်မယ်။ဖုန်းလေးလာလို့ဖုန်းခဏသွားပြောလိုက်အောင်မယ်ဒါမှမဟုတ်တွိုင်းလက်ခဏသွားလိုက်အောင်မယ်စသဖြင့်ဒီလိုမျိုးရှောင်ထွက်လို့ရတဲ့အခြေအနေထားစကားတွေပြောဆိုပြီးတော့ဖြစ်ပေါ်နေတဲ့ဒေါသထွက်စေနေရနေရှောင်ထွက်သွားလိုက်ပါဒါဟာကြောက်လို့ပြေးထွက်သွားတာမဟုတ်ပါဘူးကိုယ့်ရဲ့တန်ဖိုးနဲ့ကိုယ့်ရဲ့စိတ်အခြေအနေကိုထိမ့်သိမ့်ဖို့အတွက်ပါးနှက်စွာနဲ့ဒီဒေါသနေနေရနေခဏရွှေ့ပြောင်းလိုက်တာပဲဖြစ်ပါတယ်တင်းရဲ့ဒေါသကိုတင်းရဲ့တန်ဖိုးရှိတဲ့စွမ်းအင်တွေအလုပ်တွေနဲ့တက်တည်ပြလိုက်ပါတကယ်တော့ဒေါသဆိုတာပြင်းထန်တဲ့စွမ်းအင်တစ်မျိုးပါအဲ့ဒီစွမ်းအင်ကိုရံဖြစ်ဆဲဆိုအော်ဟစ်တာစကားများတဲ့မှာမတုံ့ဖြုံပစ်လိုက်ပါနဲ့တင့်ကိုစော်ကားဖူးခဲ့တဲ့သူတင့်ကိုအနိုင်ကျင့်ဖူးခဲ့တဲ့သူတွေကိုအကောင်းဆုံးတုံ့ပြန်တဲ့နည်းလမ်းကသူတို့ထပ်ပို့ပြီးတော့အောင်မြင်အောင်ပို့ပြီးတန်ဖိုးရှိအောင်ပို့ပြီးအေးချမ်းအောင်နေပြလိုက်ခြင်းပဲဖြစ်ပါတယ်တင်းရဲ့စိတ်ထဲကဒေါသကိုအရှိန်ယူပြီးတော့တန်ဖိုးရှိတဲ့ကောင်းမွန်တဲ့အလုပ်တွေကိုပို့ပြီးစ조사လုပ်ကင်လိုက်ပါကိုအခုချိန်နေချက်ပို့ပြီးတိုးတက်အောင်လို့စ조사ပြလိုက်ပါကိုယ့်ရဲ့တန်ဖိုးရှိတဲ့ဘေးနားမှာရှိနေတဲ့ဘေးပတ်ဝန်းကျင်ကမိသားစုတွေအပေါင်းအသင်းတွေကူညီပေးမဲ့သူတွေကိုတန်ဖိုးထားပြီးတော့ချစ်ခင်လိုက်ပါပို့ပြီးတော့ကောင်းမွန်ပေးလိုက်ပါတင်အောင်မြင်သွားတဲ့နေ့မှာတင်းရဲ့ဒေါသတွေကမွန်မြတ်တဲ့ဘဝကိုရောက်ရှိစေဖို့အတွက်လှမ်းထားပေးတဲ့ခင်ထားပေးတဲ့လှေကတလေးဖြစ်သွားပါလိမ့်မယ်ချစ်ခင်လေးစားရတဲ့နားဆင်သူအပေါင်းကိုပြောပြချင်ပါတယ်စကားနဲ့ရန်နေပါတယ်မိမိရဲ့ဒေါသကိုအပြင်ထုတ်ပြလိုက်ခြင်းဟာခဏတာအနိုင်ရတယ်လို့ထင်ကောင်းထင်လိုက်နိုင်ပေမဲ့တကယ်တမ်းရေရှည်နဲ့လက်တွေ့မှာတော့ကိုယ့်ရဲ့ပါဏတ်မှုကိုယ့်ရဲ့တည်ငြိမ်မှုကိုယ့်ရဲ့ဂုဏ်ကြွက်နဲ့ကိုယ့်ရဲ့တန်ဖိုးကိုပျက်စီးစေပါတယ်အမှန်တကယ်ပညာရှိတဲ့သူတွေကစိတ်ထဲမှာဒေါသမီးတွေတောက်လောင်နေပြီဆိုရင်တော့မှပြင်ပမှာအေးစိတ်တည်ငြိမ်စွာနဲ့အပြုံးပန်းဆင်ပြီးတော့စကားပြောဆိုတုံ့ပြန်နိုင်တဲ့သူဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ကစပြီးတော့မိမိရဲ့ဒေါသကိုမိမိရဲ့စိတ်ထဲမှာပဲအတိတ်တရားနဲ့ထိန်းချုပ်ချုပ်ငြိမ်စေပြီးတော့တင်းရဲ့ဘဝကိုပညာသားပါနတ်စွာအေးချမ်းစွာတန်ဖိုးရှိစွာနဲ့ဖြတ်သန်းနိုင်ကြဖို့အတွက်ဆုမွန်ကောင်းတောင်းပေးပြီးတော့ဒီနည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်အားလုံးပဲစိတ်အေးချမ်းခြင်းစိတ်ဤဒုက္ခတွေနဲ့ပြည့်စုံကြပါစေရှင်